The Rise and Fall of Mongol Empire Mongol Empire ကြီးကသမိုင်းတလျှောက်အကြီးကျယ်ဆုံးနဲ့အခမ်းအနားဆုံး Empire ဖြစ်ခဲ့ပြီးဂျပန်ပင်လယ်ကနေစပြီးဒန်နုမြစ်နဲ့ဖော်ရှန်ပင်လယ်တွေအထိစုစုပေါင်းစတူယန်မိုင်ပေါင်း9တန်းကျော်ကျေပြန့်ခဲ့တဲ့ Empire တစ်ခုပါမွန်ဂိုစစ်တီတော်တွေကလည်းသမိုင်းတလျှောက်အင်အားအကောင်းဆုံးစစ်တီတော်တွေဖြစ်ခဲ့ကြပြီးစစ်တီတော်တွေရဲ့မြေစီကျွမ်းကျင်မှုနဲ့များပြည့်အတတ်ပညာတွေကြောင့်မွန်ဂိုတွေကထိတ်ဆုံးမှရှိနေကြပါတယ်ဆိုတော့မွန်ဂို Empire ရဲ့သမိုင်းကြောင်းကိုစတင်လိုက်ကြတာပေါ့လေဇနီးယာစုကာလမွန်ဂို Empire မပေါ်လာခင်ကာလမှာအရှေ့အာရှလွင်ပြင်ကြီးတွေမှာခံလူမျိုးတွေခေါင်းဆောင်တဲ့မွန်ဂိုနဲ့တာကီတို့လိုဝင်းမြူရေးခြေပြုလူမျိုးအုပ်စုအသေးလေးတွေပြန့်နှံ့နေထိုင်ရနေရတစ်ခုဖြစ်ခဲ့ပါတယ်သူတို့တွေကနွားတိုးဂလုတ်စတဲ့မွေးမြူရေးထောက်ကူပြုဒရိတ်ဆန်တွေကိုမွေးပြီးတော့နေထိုင်ခဲ့ကြတာပါဒါပြင်သူတို့တွေကဖဲလိုအသားနဲ့ပြုလုပ်ထားတဲ့အဝိုင်းပေါ်ဆုံရွက်ဖြင့်တဲနေနေထိုင်ခဲ့ကြပြီးရွေရာသီနဲ့ဆောင်းရာသီတွေမှာတင်းတော်ရနေရာမှာပြောင်းရွှေ့ပြီးတော့ကျက်စားခဲ့ကြပါတယ်အမြဲရွှေ့ပြောင်းနေထိုင်တဲ့ဒီလိုအုပ်စုတွေရဲ့တဲမှာအမျိုးသမီးတွေကအာဏာကြီးမားလာခဲ့ကြပြီးပြောင်းရွှေ့နေထိုင်ရေးဂုံသွယ်ရေးနဲ့ဝင်းမြူရေးတွေကိုလည်းစီမံခန့်ခွဲခဲ့ကြပါတယ်တစ်ဖက်ကျမ်းမှာတော့မြို့သားတွေကမြင်းစီးပြီးတော့တိုက်ခိုက်ရေးမှာလည်းအထူးတလဲအကုန်မှကျွမ်းကျင်လာခဲ့ကြပါတယ်ဒီလိုရွှေ့ပြောင်းသွားလာနေတဲ့အုပ်စုတွေကတစ်ဖက်နဲ့တစ်ဖက်မကြာခဏဆိုသလိုပဲတိုက်ခိုက်ကြလေတော့ရှိကြပါတယ်ဒီလိုတိုက်ခိုက်ခဲ့တဲ့လေ့ကျင့်တွေကမွန်ဂိုမီသားစုတစ်ခုကနေမွေးဖွားလာခဲ့တဲ့ထိုင်းမကျန်လက်ထက်မှာတော့ပြောင်းလဲလို့လာခဲ့ပါတယ်ငယ်ငယ်တည်းကနေဖခင်ဆုံးပါသွားခဲ့ပြီးဇေယျပွဲတေးမှုတွေနဲ့ကြီးပြင်းလာခဲ့ပေမဲ့ထိုင်းမကျန်ကတော့အခြားခေါင်းဆောင်နေတဲ့မဟာဗျူဟာမြောက်လာတဲ့နီးစနစ်တွေမဟာမိတ်တွေကိုဖွဲ့နိုင်ခဲ့တာကြောင့်ခနာချင်းဆိုသလိုပဲအာဏာရလာခဲ့ပါတယ်အခြားသောခံအုပ်စုနဲ့မတူတာတခုကဒါမီကျင်ကသူ့ရဲ့စစ်တီတော်တွေကိုတိုက်ပွဲလိုက်ဂုံတို့တွေကိုအစစ်စစ်တိုးမြင့်ပြီးစုလက်တွေကိုလည်းဂုံတို့လိုက်ပေးတယ်လို့အောက်ခြေချင်းစစ်သားတွေကိုလည်းညီတို့ညီမဒန်းတို့အခွင့်အရေးကိုလည်းပေးခဲ့ပါတယ်သူ့ရဲ့ညံညံသွေးတွေကသူ့ကိုဆက်လက်အင်အားကြီးထွားလာစေခဲ့တာဖြစ်ပြီး1906ခုနှစ်မှာတော့သူကလူမျိုးတွေကိုစုပေါင်းပြီးလူမျိုးစုအသစ်တစ်ခုကိုတည်ထောင်နိုင်ခဲ့တယ်လို့ဒါမီကျင်ကလည်းသူ့ကိုယ်သူကြည်ကြည်ခံလွတ်အောင်နိုင်သူနာမည်အသစ်ကိုလည်းကြီးညာခဲ့ပါတယ်မွန်ဂိုတွေကနက်ဖျားတွေကိုအယုံကြည်ရှိခဲ့ကြတယ်လို့သူတို့ရဲ့ဘိုးဘေးတွေကလည်းကဘာတပွဲမှာနေထိုင်ခဲ့ကြပြီးသူတို့ကိုဒီရဲ့ကဘာကြီးကိုလည်းအမွေပေးခဲ့တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ကောင်းကင်နဲ့ဖျားတန်ကြီးတွေကိုလည်းယုံကြည်တက်ဝင်ကြပါတယ်။ဂျီဂျစ်ခန်ကကောင်းကင်နဲ့ဖျားတန်ကြီးတွေကသူ့ကိုဂျီဂျစ်ခန်နာမည်နဲ့ဒီကဘာလုံးကိုဩဇာလွှမ်းမိုးစေခြင်းတယ်လို့မှတ်ယူထားခဲ့ပါတယ်။ရွှေပြောင်းနေထိုင်ခဲ့တဲ့လူမျိုးလေးကနေကြီးထွားလာခဲ့တဲ့မွန်ဂိုလီယန်လူမျိုးစုကြီးနဲ့အတူသူတို့တွေကဒီကဘာလုံးကိုနေချဲခဲ့ကြပါတယ်။မွန်ဂိုတွေကိုစန့်ကျင်ကြတဲ့သူတွေဟာကောင်းကင်နဲ့ဖျားတန်ကြီးတွေကိုစန့်ကျင်ကျင်းသားဖြစ်တယ်လို့ယူဆခဲ့ပြီးအဲဒီလိုစန့်ကျင်တဲ့သူတွေကိုလည်းအသိသက်ကြလိမ့်ရှိကြပါတယ်။ဂျေဂျကန်လောင်မောင်မွန်ဂိုတွေကတရုတ်မြောက်ပိုင်းနဲ့အစ္စလာမစ်ကျွန်းစုရဲ့အရှေ့ပိုင်းကိုလည်းသိမ်းယူနိုင်ခဲ့ကြပါတယ်။သူတည်သွားခဲ့ပြီးတဲ့နောက်1929ခုနှစ်မှာသူရဲ့အာဏာသူ့ရဲ့မိသားစုစီကိုလက်ဆင့်ကမ်းပြီးတော့ဆက်လက်တည်ထိုင်ခဲ့ပါတယ်။1930မှာတော့ဂျေဂျကန်ရဲ့သားနဲ့သမီးတွေဟာအာရှလေပိုင်းကတက်စ်နဲ့ရုရှားနဲ့မိတ်တွေအထိသိမ်းပိုက်လုံနိုင်ခဲ့ကြပါတယ်။1940ခုနှစ်မှာတော့ဥရောပဓမ္မကြီးနှစ်တက်ကိုလည်းချိန်မုံနိုင်ခဲ့ပါတယ်။1950ခုနှစ်မှာတော့မွန်ဂိုတွေကသူတို့သိမ်းယူထားခဲ့တဲ့အစ္စလာမစ်ကနေတဆင့်ဗတ်အထီကိုဆက်လက်နေချင်နိုင်ကြပါတယ်။မွန်ဂိုအင်ပါယာအတွင်းကလူနေမှုဘဝဟာစစ်ပွဲတွေလူရဲမှုတွေဖျက်ဆီးမှုတွေနဲ့မကပါဘူး။မွန်ဂိုတွေကရဲတာတစ်ခုကိုသိမ်းပြီးတဲ့အချိန်တိုင်းမှာသူတို့ရဲ့အုပ်ချုပ်ရေးစနစ်ကိုဖျက်သိမ်းပြီးဒေသခံပြည်သူတွေကိုအသစ်အုပ်ချုပ်စေတာဖြစ်ပါတယ်။ဒါပြင်မွန်ဂိုတွေကဘာသာတရားအားလုံးကိုလည်းခွင့်ပြုပေးခဲ့ပါတယ်။သူတို့တွေကလက်မှုပညာရှင်တွေပညာတော်သင်တွေအင်ဂျင်နီယာတွေကိုသူတို့ရဲ့လုံနိုင်စွမ်းကိုတန်ဖိုးထားပြီးကမ္ဘာနယ်ချင်းမဲ့အစီအစဉ်တွေအတွက်ဒီစစ်တပိုင်းနေဖြစ်လေပါဝင်ခံခဲ့ပါတယ်။အင်ပါယာတွင်တန်မိုးအရှိဆုံးထုတ်ကုန်ကတော့ရွှေရောင်ပိတ်ကားစားတွေပဲဖြစ်ပါတယ်။ဘိုးဒယ်တွေကိုတော့တရုတ်ကနေယူတယ်၊ရွှေတွေကိုတော့တီဘက်ကနေယူတယ်၊ရကန်သမားတွေကိုတော့ဗတ်တစ်ကနေယူပြီးအဲ့ဒီရဲ့ပိတ်ကားစားတွေကိုလည်းထုတ်လုပ်ခဲ့ကြပါတယ်။အဲ့ဒီရဲ့ပိတ်ကားစားတွေကိုမွန်ဂိုစစ်တီဝေးအောင်နဲ့မြင်းဒီကုန်းအနေနဲ့တရေရွက်ဖြင့်တဲ့အဝင်တွေမှာအလှဆင်ကြလေးလည်းရှိပါတယ်။တရုတ်တွေကနေတဆင့်ရန်မုံနီးပညာတွေကိုလည်းလက်ဆင့်ကမ်းခဲ့ကြပါတယ်။တရုတ်ကနေပို့တဲ့လမ်းမကိုအသုံးပြုပြီးဥရောပနိုင်ငံအချို့နဲ့အယောင်းဝယ်လည်းလုပ်ခဲ့ကြပါသေးတယ်။ဂျေဂျက်ခန်ရဲ့ထီးနန်းဟာသူ့ရဲ့ကြီးဆုံးသားစီကိုလွယ်တကူရောက်သွားခဲ့တာဟုတ်မနေခဲ့ပဲနဲ့သူ့ရဲ့ညီကိုတွေမွေးချင်းတွေဦးလေးတွေတဝမ်းခွဲတွေအကုန်လုံးနဲ့ရှင်ပြိုင်ပြီးမှသာထီးနန်းဆက်ခံခွင့်ရရှိခဲ့တာဖြစ်ပါတယ်။1990မှာတော့တရုတ်မှာရှိတဲ့ခုပလိုင်ခန်ရဲ့ရွံမင်းဆက်ဟာဗိပန်နဲ့ယဉ်ကျေးမှုတို့ရဲ့ရွှေရောင်အတောက်ပဆုံးခေတ်ဖြစ်လာခဲ့ပါတယ်။အီရန်မှာတော့အီကန်ဒီကဗီဒိုကလက်ရအသင်းနဲ့ဘာရှန်ပီဂျီတွေကစတင်ဖွံ့ဖြိုးလာခဲ့ပါတယ်။အင်ပါယာကြီးရဲ့တသန်းခဏတာရှိကြခဲ့ပေမဲ့လည်းမွန်ဂိုအင်ပါယာကြီးကယနေ့ထိတိုင်တူးပစရာမရှိတဲ့ကမ္ဘာလွှမ်းမိုးမှုအမွေအနှစ်တွေကိုလည်းချမ်းသွားခဲ့ပြီလည်းဖြစ်ပါတယ်ခင်ဗျာ။